ဖြစ်ကြောင်းကုန်စင်ရတော့အဲ့လိုပဲတကယ်ချင်းတို့ရအဲ့ဒါကြောင့်မလို့ငါရန်ကုန်မြို့တက်ပြီးတော့ငါရဲ့ပျောက်ဆုံးသွားတဲ့စပယ်ဖြူလေးကိုငါလိုက်ရှာနေတာပေါ့ကွာငါမရှင်းလို့မေးပြစင်ကွာဟောမင်းကောင်မလေးကရန်ကုန်မှာလုံးလုံးတာမလားဘာဖြစ်လို့လဲဆရာရဲ့မင်းကောင်မလေးကရီးစားအဖြစ်ကအမွေပြေဆွန်းလိုက်တာမှမဟုတ်လားဘာဖြစ်နေရမှမသိမင်းကလေဖြစ်နေလိုက်မင်းတို့လည်းလွယ်တာပေါ့ကွာငါမှလေအဆက်အသွယ်ပြက်နေတာကြာပြီကွာပြီးတော့ तू ကငါ့ဖုန်းဘလို့ထားတာလဲမသိဘူးကွာရန်ကုန်မှာဖုန်းစင်ကက်တဲ့ပေါ်မှာပေါ့ချားစင်ကက်ထိပြီးတော့မင်းခေါ်ကြည့်ဖို့ကွာလွယ်တယ်ကွာငါလည်းမင်းတို့ပြောသလိုပဲစင်ကက်အတင်းနဲ့ငါသူ့စီကိုဆက်တယ်ဒါပေမဲ့ငါးတန်ကြတာနဲ့ဖုန်းကိုချသွားတာပြီးတော့လူချင်းမင်းနဲ့ပဲတူတူနေတာငါးတန်ဝင်တာနဲ့ तू ကဘလို့လိုက်တာလားမသိပါဘူးကွာမဟုတ်ဘူးဟဲ့အောင်သူ့မှလည်းသူကိစ္စနဲ့သူရှိမှာပေါ့ဘာဖြစ်ဖြစ်ဟဲ့အောင်ရေမင်းရီးစားချဖို့တော့ဖွင့်မဲ့ကိစ္စမှာငါတို့နှစ်ယောက်ရှိရငါတို့နှစ်ယောက်ကမင်းကိုတန်းနိုင်ဆိုကူညီပေးမယ်ကွာဟုတ်ပြီလားဟုတ်တယ်ဒီကွာကျေးဇူးတင်ပါတယ်နော်ကျေးဇူးပဲဆရာတို့ဖွဲ့ပြောင်းနေတာကျွန်တော်ကနေနာမကောင်းဘူးလားလို့ဆရာရဲ့စိတ်ပူနေတာအယောက်ဒီလောက်တော်တော်မြည်ပြီးတော့ချောင်းချောင်းပြေးနေတယ်ငါတို့ဆရာ BJ ကြီးမင်းကနေကောင်းရဲ့လားလို့မေးတာနေကောင်းတယ်ကွာနေကောင်းတယ်ကျွန်တော်စိတ်ပူလို့မေးတာပါစိတ်ပူစရာလောက်မှဖုန်းဟာပူချင်းပူရင်လေမင်းတို့ဘီကိုပလစ်ပြီးတော့ဘယ်ဘီကိုရွေ့သွားပြီတဲ့မင်းစိတ်ပူရမှာကွာဟဲ့မပြီးခဲ့လားငါ့အောင်မပေးရသေးဘူးနော်အော်ဟုတ်ပါတယ်ဘောစီရဲ့အခုဒီလားကလေလူဝင်လေးနဲနေလို့နောက်လိုက်ကျရင်ဘောစီတို့စင်ပြန်လုပ်ပေးမယ်ဟုတ်ပြီလားတောင်းပြီကြောက်ပါဆောဟုတ်ဘောမနိုင်ဒီမှာဟန်နီပြောရတဲ့ငွေချင်းနေရာမှာလေအဆင်ပြေပါမလားအခုကြည့်နေရရှက်လို့ရှက်နေလို့ဘိုးဖြစ်ပါမလားပါတယ်ခုဖုံးရဲ့ကြည့်ချစ်လောက်ပါဟန်ဒီရဲ့တော်ကြဧည့်သည်နဲ့ခန်းထဲဝင်နေပါပြီပြဿနာတွေဖြစ်စင်ပြေဖြစ်ငါပဲစောက်ပြဿနာတန်းစီရှင်းနေရမှာနော်စိတ်ချပါသူလုံနိုင်ပါတယ်မနိုင်အေးပါဒီကောင်မနေနိုင်ပြီးတာပဲရရောဒါနဲ့နည်းနည်းမပူတော့ဆက်ပဲလူပါနည်းနည်းမေးကြလဲဟာတိုးလေးဆန်တယ်ရိုးလေးရိုးတယ်ဟုတ်ပြီရိုးလို့နည်းနည်းပဲ Jasmine လို့ပြောင်းလိုက်မြန်မာလို့ဆိုရင် Zevel ပေါ့ဟာဘိုးလိုကတော့ Jasmine ဘလို့လဲလှတယ်ဟဲ့ဟန်နီဒီကောင်မဒီမှာနေဒီစားကြည့်ချက်ပြီးလုပ်ပြီးလိုက်စိတ်ချပါဟန်နီကိုယ်တိုင်ခေါ်လာဟန်နီကိုယ်တိုင်သူ့လေကိုပြီးရင်ပြီးကိုတင်ပေးလိုက်မှာအဲ့အတွက်လုံးဝစိတ်ချနော်အဲ့ဒီလောက်တော့ညှိုးနေမှာတော့နှစ်ခါစလုပ်ပြီးဟုတ်ပါဘူးတကယ်ချင်းကိုဖုံးနဲ့မနိုင်ရနေစကားပြောတဲ့ညောင်ကပေါက်တာဆိုတာတကယ်ကြစိတ်ရရအောင်အဲ့အတွက်လေနင်ဘာမှစိတ်မပူနဲ့နော်ပြပါဟန်နီငါလေနင့်အားကိုနဲ့တာဝင်လာတာနည်းနည်းတော့ကြောက်ဘာမှမကြောက်နဲ့ငါတရားလို့ရှိရဲ့နော် Jasmine ဟိုမှာလာနေဘူးတော့တွေ့လားအဲ့ဘိုးတော်လေတီချာမှတ်ထားနော်သူ့နာမည်ဦးကျော်တဲ့နင်အသက်ကြီးလို့တော့တွားရအထင်မသေးလိုက်နဲ့ရေကတော့အရန်ရှန်တာသူ့လက်ဆွဲဖြစ်ချင်တဲ့ကောင်မတွေမှာအများကြီးဟုတ်မင်းပြီးရတော်တော်ပြေးဖို့ကောင်းနေပြီကွာငါအလုံးမှာစိတ်တွေပိနေလို့မင်းစီအပန်းဖြေဖို့ထွက်လာတာဒါကုန်မယ်လားမင်းနေလိုက်တာအတစ်တယောက်ရောက်တယ်တစ်ချက်လင်းချက်ကတော့နော်ဆရာမနက်ကမှရောက်ထားတာဆရာကန်ကောင်းလို့ရှိရင်အန်ပေါင်းစင်းမှာဖောက်လို့ရမဟုတ်အန်ပေါင်းစင်းတော့ပါလေကွာဆရာလေ
လိုင်းပေါ်မှာလေပစ္စည်းအစ်တွေရောက်ပြီဆိုရင်ဖောက်ရတဲ့ဗီဒီယိုဖိုင်တွေတွေ့ဘူးတယ်မလားအဲ့ဒါကိုအန်ဘောင်းသေးဖောက်တယ်လို့ခေါ်တယ်ဆရာလူကိုယ်တိုင်မြင်လို့ကတော့ဆရာပို့ပြီးတော့သဘောကျသွားအောင်လား မင်းညှိုးလိုက်လားဟမ် ပြောတာမဟုတ်ဘူးဆရာဟန်ဒီဂျက်စမင်ခေါ်ခဲ့လိုက်ပါခဏ ဟုတ်ငါချက်စမင်းခေါ်သွားလိုက်တော့ဆင်ပြေပါမလား ဟောဆရာကလည်းဆရာအတွက်ဆိုအားလုံးစင်ပြေပါ မင်းပြောတာမလို့ချင်းဘူးသူပြောတာပဲငါလို့ချင်းတယ်မလေးကိုရင်းလိုက်ဖို့အဆင်ပြေပါမလားအခုလိုက်ခဲ့တော့ အဖြစ်ပြပါရဲ့ရှင်ဟုတ်တော့ဟုတ်သေးဘူးနော်ဒီကြီးလိမ့်နာတင်တန်းနဲ့ beach နဲ့မှားရောက်နေတယ်လို့ပဲ ဟုတ်ပါရဲ့စေဗနာနဲ့တတိပေးအောင်မယ်ဒီကိုရောက်လာတဲ့ကောင်တွေအကုန်လုံးကစော်ဖိမဲ့မတစ်ထောင်သားရဲ့ကြီးပဲနော်တယောက်တစ်မျိုးနဲ့ဖြောက်ဝဖောက်တယ်လို့ဖောက်နေကြမှာဒီလိုသာရင်ကျေးလိမ့်မှာတင်နေဆင်းတယ်လို့ဖြစ်နေမယ်ဆိုရင်တော့အကုန်လုံးစောက်ပြတ်တတ်ကုန်နေပြီ ကဲဒီတော့ဘေဘီတို့ဒီတော့စောက်ပါစက်တွေပိတ်ထားနော်မပိတ်ရင်ငါလာပိတ်လိုက်မယ် ကောင်မတွေနင်ဒီနေ့ကောင်းကောင်းလို့ဆိုနင်စောက်ပစက်တွေကုန်ပိတ်ထားနော် ဘာ အေးသမီးစပယ်ဘူးလားဖုံးဆက်တာအမေဖုံးဆက်တာမှလည်းသမီးရဲ့ငါသမီးရောနေရောကောင်းရဲ့လားဟောရောက်တာပေါ့သမီးရဲ့အဲ့ပစံတွေကအရန်များတဲ့ခါကြလေအမေစိတ်ကပူသွားတယ်သမီးဘယ်ရလဲလို့အေးပါတာရုပါသမီးရဲ့အေးပါကျမကြီးယူဆိုင်နော်အေးဒါပဲနော်